အခုလိုမျိုးပန်းမင်လှလာလေးရယ်ဒီတိုင်းရေဝံပါတာလေးရယ်ကန်းကျင်နဲ့9မိနစ်လောက်ဝေးရဆိုရင်လည်းကန်းကျင်ကိုအကျိုးဖို့ free လုပ်ပေးတဲ့အစီအစဉ်လေးရယ်ပြီးတော့လို့ရှိရင်ခရီးကစားကွင်းလည်းပါတယ်ပြီးတော့ service လည်းကောင်းတယ်ပြီးတော့ဒါအပြင်ပေါ့နော်ပြီးတော့လို့ရှိရင် budget လေး safe ဖြစ်တဲ့ hotel ရုံးရှိအောင်လို့ရှိရင်ဟာဗီလာရှိရနော်တာဟာဗီလာမှာတဲချင်တယ်ဆိုလို့ရှိရင်တော့မျိုးမျိုးရအောင်ကောင်းမြတ်အစီအမံခီးသားလုံးကိုအခုပဲဆက်ပြလိုက်တော့နော်ဒါတော့ဒါ standard သားဆောင်ခန်းလေးပေါ့နော်သူဆိုလို့ရှိရင်ဒါဆိုဝင်လာခြင်းအစင်းပါလေဒီလိုခန်းလေးတွေသားဆောင်ခန်းလေးရှိနေသူရဲ့အခန်းလေးဆိုလို့ရှိရင်လည်းဒီလိုမျိုးမုံချင်းလေးနဲ့တီးတန့်လေးဖြစ်တဲ့အတွက်ဟိုဇီးနှုံးတက်တာနဲ့ဘတ်ဂျက်လေးစိတ်ကူးမျိုးဒီလိုခြံဝင်းလေးနဲ့တင်းချာလေးဒီမျိုးတစ်ခုနဲ့လို့ကောင်းတဲ့အပြင်လေးတွေစိုက်ပြီးတော့ဘယ်လိုကောင်းမလဲလေးအများကြီးလုပ်ထားတယ်ဟိုဒါဆိုလို့ရှိရင်သားဆောင်အခန်းလေးသားဆောင်အခန်းမှာဆိုဒီမျိုးလေးတီးတန့်လေးလည်းရှိရတယ်တချို့ကလည်းတွဲရလေးဆိုတော့ဒီမျိုးလေးတွေကခြားထားပြီးတော့နော်ပြောလို့ရှိရင်ဒီအချိန်မှာရန်တာလေးလည်းပါတယ်ပြီးတော့ဒီညာလက်တန်တော့အဖက်လိုက်နဲ့အပြင်ဖတ်ပြီးဒါထည့်လို့ရဆိုလို့ရတယ်အခန်းလေးကညီမတို့လူကြီးရှိရတဲ့ညိုက်ပြတော့ပါလို့ရှင်ဒီမှာယူကန်လေးလည်းရှိရယူကန်တော့မှာဒီမျိုးလေးအဖက်လိုက်ထမ်းပြီးတော့ဒါပြောလို့ရနိုင်ညာလေးလည်းရှိရတော့ဒီလိုဒီလိုဆော်ရနိုင်ညာလေးဘယ်လိုနေရာလေးတော့ဟိုအနားကြီးနေညာလေးပြင်ဆင်နေရတယ်ဒါလည်းယူကန်လေးလည်းရှိရဒီလိုယူကန်လည်းရှိရယူကန်မှာဒီလိုအနားယူရမယ့်နေရာလေးဆိုရင်မျိုးလေးထားပြီးပြင်ဆင်နေတာတော့ဟိုလူများရဲ့ပိတ်ရက်တွေဆိုလို့ရှိရင်ဒါကတော့ဒီအောင်နေ့ပိုင်းကြာလို့ရှိရင်တို့ကကာရာအိုကေဆိုဖို့နေရာလေးလုပ်ပေးရပါတော့ဒီလိုချီတင်လေးရပြီးတော့အဖွဲလိုက်ကိုယ့်တော်ကိုတကယ်ချင်းနေတဲ့တကယ်ဆိုချင်တာပဲဖြစ်ဖြစ်ဘယ်လိုပြောချင်မှန်းရတယ်ဆိုတော့တို့ကဒါမျိုးလေးစီစဉ်ပြီးပါတော့ဒီကစားလို့ရတယ်ကစားဝင်လေးလည်းစီစဉ်ပြီးထားတယ်သူကရေဒီလိုမျိုး photo spot နေရာလေးတွေပန်းမင်လေးတွေနဲ့စနေစုစုလေးပေါ့နော်ဒီကဲဟိုမှာအေးချမ်းပြီးတော့ခြံဝန်းချက်တွေလေးနဲ့ကိုယ်ပိုင်စိတ်ညာနဲ့တန်းငယ်ရောက်သွားတယ်လို့ပြောစီစဉ်ပေးထားတာပါဒါဆိုလို့ရှိရင်ဒါစပီးယာဥဆောင်ခန်းလေးတွေရှိမှာပေါ့နော်စပီးယာဥဆောင်လေးတွေဖြစ်နေဒီမျိုးလေးတွေခန်းရတဲ့နေရာလေးဒီခါလေးစီစဉ်ပြီးထားတယ်သူဆိုလို့ရှိရင်ရန်ပိတ်ရလေးဖတ်ပြီးအဲ့ဒါဒီဟိုတယ်ကလည်းလူကြိုက်အရန်များရယ်ဘတ်ဂျက်စိတ်ဖြစ်ပြီးသွားတော့အဲ့ဒီတိုင်းတော်တော်များများကြိုက်ကြတယ်ဘတ်ဂျက်စိတ်ဖြစ်တဲ့အပြင်သူကခုနပြောတဲ့ယူကန်လည်းပါတယ်ခလေးကစားဝင်လည်းပါတယ်photo spot နေရာကြီးဆိုလို့ရှိရင်လည်းအခု admin တို့ရိုက်ပြခဲ့တဲ့အတိုင်းပဲ photo spot နေရာလည်းအများကြီးရှိရဖြစ်တဲ့အတွက်လူတိုင်းတော်တော်များများကြိုက်ကြရပေါ့နော်အဲ့ဒီအတွက်ဟိုလူကြီးမင်းတို့အနေနဲ့ပေါ့နော်အဲ့ဒီလိုအနေနဲ့သွားစင်နေဆိုလို့ရှိရင်မင်းတို့ရဲ့အောက်ကမြအစင်းမြကြီးသွားလုပ်ငန်းကိုအခုပဲ okay တင်လိုက်တော့နော်